Bagan Biga, Twizondopoli. Bagay the Mima, yes, solo, Tamak Kayat Naradu. Menda Boarega, Tinago, Loba, Jigedu. 对ရဖခင်ဖြစ်သူအလောင်းစီသူမင်းကြီးနာမကျန်းဖြစ်နေခြင်းမှာရွှေကူကြီးဖះကိုကုသိုလ်ပြုခိုင်းတယ်လို့နဲ့ပို့ဆောင်ခဲ့ပါတယ်အဲနောက်မှာတော့ဖခင်ဖြစ်သူကိုအဝတ်ပစိုးတွေနဲ့ဖိပြီးအသက်ရှူကြအောင်လှုပ်ကြံခဲ့တယ်လို့ရာဇဝင်တွေမှာဆိုထားပါတယ်ဒါကြောင့်သူ့ကိုအဖတ်တမင်းလို့ခေါ်ကြပါတယ်ဖခင်ကိုတပ်ပြီးရတဲ့နန်းဘွယ်ကိုစက္ကန့်ခွင့်ရှိတဲ့သူ့ရဲ့အကိုကြီးမင်းရှင်စောကိုနန်းတော်ကိုလှည့်စားပြီးခေါ်ခဲ့ပါတယ်ပြီးတော့အစိတ်ခတ်ထားတဲ့အစားအသောက်တွေကိုကျွေးမွေးပြီးထပ်မံလှုပ်ကြံတက်ဖြတ်ခဲ့ပြန်ပါတယ်နရသူဟာဘေးဖြစ်လာခဲ့ပေမဲ့သူလှုပ်ခဲ့တဲ့ကြီးမားတဲ့အကုသိုလ်ကြောင့်အမြဲတမ်းစိတ်မလုံခြုံပဲကြောက်ရွံ့နေခဲ့ရတယ်သူရဲ့ကြောက်မက်ဖွယ်ရာအပြစ်တွေကိုစေကြောဖို့အတွက်ကြီးမားတဲ့ကုသိုလ်တစ်ခုလုပ်ဖို့ဆုံးဖြတ်ခဲ့တယ်အဲဒါကတော့ဒီနေ့ထိပကံမှာအကြီးမားဆုံးအခိုင်အမာဆုံးလို့သတ်မှတ်ခံရတဲ့ဓမ္မကြီးဖျားကိုတည်ထားကိုးကွယ်ဖို့ပါဖះတိဆောက်ရမှာလဲသူ့ရဲ့ရဲစက်မှုကပေါ်လွင်ပါတယ်။အောက်စီပယံသမားတွေကိုအုံနဲ့ကြကြအတချောင်းတော့စိုက်လို့မဝင်ရဘူးလို့အမိန့်ထုတ်ခဲ့ပါတယ်။တကယ်လို့အဆက်ဝင်သွားရင်အဲ့ဒီပယံသမားရဲ့လက်ကိုချက်ချင်းပြက်ပစ်တယ်လို့ဒဏ္ဍာရီဆက်ဆံပြောစမှတ်ပြုကြပါတယ်။ဒါဟာသူ့ရဲ့နောက်တရားကိုအလင်းအမြန်ခြေဖြတ်လို့စိမ့်နဲ့ရဲစက်မှုကိုပေါင်းဆက်နေပုံကိုပြပါတယ်။သူ့ရဲ့နန်းသက်တမ်းတူတောင်းပြီးသူ့ရဲ့အဆုံးသက်ကလည်းသူစခဲ့တဲ့သူ့ကြောင့်တဲမှာပဲပြန်ပြီးဆုံးခဲ့ရပါတယ်။နန်းသူဟာအင်းကြီးတိုင်းပြည်ကမင်းသမီးတစ်ပါးကိုမိဖုရားဖြစ်တင်မြှောက်ထားပါတယ်။ဒီနေ့မှာတော့အဲ့ဒီမိဖုရားကသူ့ရဲ့ဟိန္ဒူဘာသာယူဆချုပ်ကိုလှုပ်ဆောင်တာမကျင်တဲ့လို့နရသူကဓာတ်နဲ့ကွပ်မျက်လိုက်တယ်လို့ဆိုပါတယ်။ဒီတဲ့ကိုမိဖုရားရဲ့ပခင်အိန္ဒိယမင်းကြီးကြားတဲ့ကအရန်ကိုဒေါသထွက်ခဲ့ပါတယ်။ဒါနဲ့သူ့ရဲ့အတော်ဆုံးလက်ရွေးစင်လောက်ကျန်သူ၈ယောက်ကိုပုံနာရောင်ဆောင်ပြီးဘိုင်ကန်ကိုဆေလွတ်ခဲ့ပါတယ်ဒီပုံနာ၈ယောက်ဟာနန်းတော်ထဲဝင်ရောက်ပြီးဖျားဝစ်ပြူနေတဲ့နရသူဘရင်ကိုဓာတ်တွေနဲ့ဝိုင်းဝန်းလောက်ကျန်တက်ပြတ်ခဲ့ပါတယ်အဲဒီနောက်သူတို့လည်းအဆုံးစီရင်သွားကြပါတယ်ဒီလိုနဲ့အိန္ဒိယမျိုးတွေရဲ့လက်ချက်နဲ့ကြာရှုံးခဲ့လို့နရသူဘရင်ကိုကလကြမင်းလို့တမိုက်မှာမှတ်တမ်းတင်ထားခဲ့ကြပါတယ်